ချီးပါစင်ငယ်လေးအတွက်လည်းပြောတာပဲဒီဖြစ်သွားတယ်ဒီချစ်အခုချိန်မှာတဲ့အခုချိန်မှာကိုယ်စိတ်ထဲမှာညက်နေတာရှိတယ်ပြီလားညက်နေတာမှဟိုပြောချင်တာကိုယ့်ရဲ့အသွေးတွေကိုယ့်ရဲ့အလုပ်တွေကြောင့်စိတ်ညစ်ညူးနေတာတဲ့ you have so many reasons အကြောင်းပြချက်တွေအများကြီးရှိနေတာတဲ့ it never work out တဲ့လုပ်တဲ့အလုပ်တွေလည်းမအောင်မြင်လို့တဲ့နော် five reasons that it can work တဲ့ဟိုပြောရင်ကအလုံးအောင်မြင်မှုတော့ငါဘလို့ရှာဖွေရမလဲဆိုပြီးတော့တွေးနေတယ်တဲ့အခုအချိန်မှာ single လေးတွေကပေါ့နော်ပြောရင်အချီးမှဆိုလဲငါချစ်လိုက်တဲ့လူတိုင်းငါ့ကိုဘာကြောင့်ထားသွားတာလဲဘာလို့လဲဆိုပြီးကိုခံစားနေရတာမျိုးအချီးရရှုပ်ထွေးလာပါဘာလို့လဲမသိဘူးဆိုပြီးတော့အဲ့လိုခံစားနေရတယ်တဲ့အခုအချိန်မှာအဲ့တော့ငါဘလို့လူတွေနဲ့ပဲငါတော့ကြိုက်မှာလဲအဲ့လိုတွေးပြသွားတာမျိုးပေါ့နော်ပြီးတော့ဗာလဲဆိုတော့ဘောကီအဝေးငါအဝေးကိုလာထွက်သွားဖတ်ချင်ပြီနော်usually too quickly ပြောချင်တာကွာမြက်လင်းလင်းမြန်ကိုပဲထွက်သွားလိုက်ချင်ပြီတဲ့ဘာလို့လဲဆိုတော့ challenge လုပ်ပြီးတော့ stay and trying to work it out အဲ့လိုတွားရင်းနဲ့ပဲဘယ်လိုလုပ်ရမလဲဘယ်လိုကန်ရမလဲဆိုတဲ့ဟာကိုပြန်ရှာဖွေပြီးမှပြန်လာခဲ့တာမျိုးပြောချင်တာကိုနေရာနဲ့တခြားနေရာကိုတွားလိုက်မယ်တွားပြီးမှပြန်ပြီးတော့ကိုယ့်အတွက်နည်းနည်းလေးအဖြေရှာတွေ့မှပြန်လာတော့မယ်ဆိုပြီးတော့ကိုပြန်ပြီးတော့တွေးနေတယ်တဲ့ကိုတွေးထားတယ်လို့ဖြစ်လာလိမ့်မယ်တဲ့နော်တကယ်လို့အဲ့လိုလုပ်ဖို့စိတ်ကူးရင်လုပ်ကြည့်လိုက်ဆိုတာဥမာအချက်ကနေအဝေးကိုသွားလိုက်ခြင်းမျိုးဆိုသွားကြည့်လိုက်သွားပြီးလို့တစ်ခါပြန်လာတဲ့အချိန်ကျရင်အဆင်ပြေသွားတာမျိုးဆိုလဲအဆင်ပြေသွားလိမ့်မယ်အဲ့လိုပဲတဲ့ကိုကတဲ့ဘာလဲဆိုတော့တခါတလေကြရင်ကိုယ့်ရဲ့နှလုံးသားစကားလေးကိုဖွင့်ထားဖို့လည်းလိုအပ်တယ်တဲ့ကိုကကြတော့မဖွင့်ထားဘဲနဲ့သူများတွေရဲ့အချက်ပဲခံကျင်နေတာမျိုးတဲ့အဲ့လိုကြတော့အဆင်မပြေဘူးဆိုတာလေသူများတွေရဲ့ဒီသူများကိုအရင်ဆုံးချက်ပေးမှသူများလည်းကိုယ်ချက်ပေးမှလည်းကိုကကြတော့သူများကိုအဆက်မှန်ဘာညာမပေးဘဲနဲ့သူများရှာပဲအဆက်မှန်ရကျင်နေရင်ကြတော့မရနိုင်ဘူးလို့ပြောချင်တာပေါ့နော်ကိုအရင်ချက်အဲ့လိုပဲသူများကိုလည်းချက်ပေးကိုချစ်တယ်လို့ပဲသူများကိုလည်းချက်ပေးအဲ့ဒါကြောင့်မှသူများလည်းကိုအဲ့လိုအဆက်အမှန်ချက်ပေးမှနှုတ်မို့ဆိုသူချက်ပေးတယ်လို့ကိုချစ်ချင်တာနဲ့သူချက်ပေးနေတာနဲ့မတူနေတာမျိုးအဲ့လိုပုံစံမျိုးပဲဖြစ်သွားလိမ့်မယ်အဲ့ဒီအချိန်ကျတော့ကိုလုံခြုံတယ်လို့လည်းမခံစားရတော့ဘူးဘယ်လိုဖြစ်သွားမလဲဆိုတော့ကိုမှန်းထားတဲ့အချက်မျိုးမရနေတာမျိုးပေါ့နော်ကိုလူချင်းနဲ့ကိုပြောရင်တန်တရားတွေပဲများနေတာမျိုးအဲ့တန်တရားကကြတော့မကောင်းဘူးလေနော်တန်တရားမရှိဘဲနဲ့ချက်နိုင်မှဒါအစစ်မှန်ကိုရမှာလေတန်တရားရှိနေရင်သူကငါ့ကိုဘာလုပ်မှာလဲဆိုတဲ့